နေရာလူတဲ့ကိစ္စတွေမလုံနဲ့တော့နေရာလူတဲ့ကိစ္စဆိုတာအင်မတန်မှဆိုးတယ်အဲ့တော့တယောက်နဲ့တယောက်နေရာပေးခြင်းနဲ့စိတ်နဲ့လှုပ်သွားမယ်လို့ဆိုရင်အေးချမ်းချမ်းဖြစ်သွားမှာပါအဲ့ဒီနေရာလူတဲ့ပြဿနာပဲဒီမိုကရေစီစနစ်ဆိုတာဟာနေရာမလူရအောင်လို့ထွင်ထားတဲ့စနစ်ဖြစ်တယ်ပြည်သူကပေးတဲ့နေရာပဲယူရတယ်ကိုကအာဏာရှိတိုင်းလက်နက်ရှိတိုင်းပိုက်ဆံရှိတိုင်းနေရာလူလို့မရတဲ့စနစ်ဖြစ်ပါတယ်လို့ကျွန်မပြောချင်တယ်အဲ့ဒီရှိရတော့နည်းနည်းထိုင်ရလိမ့်မယ်ဒီနေရာလေးမှာပဲအစွန်းထွက်နေတယ်လူတစုတွေကအစွန်းထွက်နေလို့ရှိရင်လည်းမဟဘူးဒါအဲ့တော့ကျွန်တော်ပြည်သူပြည်သားများဟာတယောက်ပေါ်တယောက်စေတနာတတ်တတ်နဲ့ညာတာနဲ့လှုပ်သွားမယ်ဆိုရင်အားလုံးအတွက်အများကြီးပဲပို့ပြီးတော့ပျော်ရွှင်စရာကောင်းပါပါနေရာလူတဲ့ကိစ္စတွေမလုံနဲ့တော့နေရာလူတဲ့ကိစ္စဆိုတာအင်မတန်မှဆိုးတယ်အဲ့တော့တယောက်နဲ့တယောက်နေရာပေးခြင်းနဲ့စိတ်နဲ့လှုပ်သွားမယ်လို့ဆိုရင်အေးချမ်းချမ်းဖြစ်သွားမှာပါအဲ့ဒီနေရာလူတဲ့ပြဿနာပဲဒီမိုကရေစီစနစ်ဆိုတာဟာနေရာမလူရအောင်လို့ထွင်ထားတဲ့စနစ်ဖြစ်တယ်ပြည်သူကပေးတဲ့နေရာပဲယူရတယ်ကိုကအာဏာရှိတိုင်းလက်နက်ရှိတိုင်းပိုက်ဆံရှိတိုင်းနေရာလူလို့မရတဲ့စနစ်ဖြစ်ပါတယ်လို့ကျွန်မပြောချင်တယ်အဲ့ဒီရှိရတော့နည်းနည်းထိုင်ရလိမ့်မယ်ဒီနေရာလေးမှာပဲအစွန်းထွက်နေတယ်လူတစုတွေကအစွန်းထွက်နေလို့ရှိရင်လည်းမဟဘူးဒါအဲ့တော့ကျွန်တော်ပြည်သူပြည်သားများဟာတယောက်ပေါ်တယောက်စေတနာတတ်တတ်နဲ့ညာတာနဲ့လှုပ်သွားမယ်ဆိုရင်အားလုံးအတွက်အများကြီးပဲပို့ပြီးတော့ပျော်ရွှင်စရာကောင်းပါပါ